Good morning မင်္ဂလာပါဒေါက်တာနေအောင်ကျော်ပါကောလမ်ဘိုကနေပြီးတော့စကားပြောနေပါတယ်ဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုကြိုးရှိနေတဲ့အကြောင်းလေးတစ်ခုပြောပြမနေ့ကကျွန်တော်အဖေရဲ့ပေါ့ဗျာတင်ကြရင်ပေါ့နော်နားခွေရနေအောင်ကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တွေးမိတာလေးတစ်ခုပေါ်လာတယ်တွေးမိတာလေးကဆက်ဆက်ပြီးတွေးနေတာနေပြီးတော့ကျွန်တော်ဗာပြောမယ်စိတ်ကူးလဲဆိုတော့ကျွန်တော်တို့ဒီမှာအချိန်ရှိနေတယ်ကွယ်လွန်သွားပြီးတဲ့လူတွေမှာအချိန်မရှိတော့အချိန်ရှိတဲ့လူတွေမှာဗာပြဿနာတစ်ခုရှိနေတယ်ဆိုတော့အချိန်ဖြုံးခြင်းဆိုတဲ့ပြဿနာရှိတယ်အချိန်ရှိနေနော်ရှိတဲ့အချိန်ကိုဖြုံးတဲ့လူတွေပေါ့နော်နောက်နေ့မှဒါလုပ်မယ်နောက်နေ့မှဒါလုပ်မယ်ဆိုတော့စိတ်ကအမြဲတမ်းအဲ့လိုတွေးပြီးတော့မလုပ်ဖြစ်ပဲနဲ့အသက်တွေလာကြီးသွားတယ်ဆက်မလုပ်ဖြစ်တဲ့ဆယ်လူတွေအများကြီးရှိတယ်အဲ့ဒီကိစ္စအတွက်ကျွန်တော်ပြောဖို့ရှိတယ်နည်းနည်းတော့ရှင်းမယ်ကျွန်တော်အကုန်လုံးကျွန်တော်ရဲ့ platform အကုန်လုံးမှာကျွန်တော်တင်မယ်လက်ဖက်မနဲ့ဆိုရင်ကြည့်လို့ရပါလိမ့်မယ်အားလုံးစောင့်လာထောက်ကြည့်ပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ဘိုကနေပြီးတော့စကားပြောနေပါတယ် thank you အားလုံးကိုချစ်ပါတယ်